Hello everyone, Kitty Russian. Welcome to my nighttime routine video. ဒီနေ့မှာတော့အားလုံးကိုခရီးရဲ့ nighttime routine လေးကိုပြပြပေးသွားမှာဖြစ်ပါရဲ့ရှင်။နောက်ပိုင်းတွေမှာခရီးအပြင်သွားထားတာဖြစ်တဲ့အတွက်ကြောင့်လို့ makeup တွေလိမ့်ထားပါရဲ့။ပြန်လာတဲ့အခါမှာတော့ makeup မဖြတ်ဘဲနဲ့ညအိပ်ရအောင်လို့ဆိုတာမဖြစ်တဲ့အတွက်ကြောင့်လို့ makeup ရင်းဆုံးဖြတ်ပါမယ်။မျက်နှာသိရင်လည်းကလပ်ဆိုင်ဖြစ်သွားအောင်ခရီးသွားပါလိုက်ပါမယ်ရှင်။ခရီးရဲ့စီးရိုက်ရှိပုံကတော့ခရီးသုံးနေကြမျက်နှာသိစေဖို့ရဲ့အဖုံးတော်ပျောက်သွားကြနေပါပြီ။မျက်နှာသိမှဖြစ်တဲ့အတွက်ကြောင့်လို့စပင်းကြီးဆိုမှဆိုးရနဲ့ခရီးစီးလိုက်ပါရဲ့။တပီသွားတဲ့ခါမှာတော့ခီဒီနောက်ပိုင်းတော့ဖြစ်နေတဲ့ delete ကထုတ်ထားတဲ့လဲလေးချေလေးကိုခီဒီလိမ့်ပါမယ်။ဒါလေးကလိမ့်ပြီးတော့နဲ့အသားရည်ကိုကြီးကြီးတင်းတင်းလေးဖြစ်စီပြီးတော့လိမ့်လိုက်တဲ့ခါမှာလည်းအေးအေးလေးနဲ့တော်တော်လေးကိုအဆင်ပြေပါရဲ့ရှင်။ခီဒီဗီဒီယိုလေးကြီးရဲ့သူလေးထဲမှာခီဒီလိုမျိုးဆက်ကြတဲ့အရွယ်ကောင်မလေးပါမလို့ကစကင်ခဲဖို့အတွက်လည်းအဆင်နေများမတုံးချင်ဘူးတခုလည်းနဲ့ပြီးရှင်တဲ့သူလေးကဒီတလဲလေးချေလေးကိုတုံးချိဖို့အတွက်ခီဒီကညွှန်မိချင်ပါတယ်။မျက်နှာပြီးတော့ခီဒီရဲ့စပင်ကိုလည်းထိမ့်သိမ့်ဖြစ်ပါရဲ့အရင်ဆုံးရှုံးတဲ့စပင်လေးတွေကိုဖိလိုက်ပြီးတော့ခီဒီပုံမှန်သုံးနေကြဟိတ်ခုတ်လေးကိုလိမ့်ပါမယ်။ဒါလေးကိုလည်းခီဒီစပင်တူဆက်ညက်ပြီးတဲ့သုံးလာတာအခုဆိုရင်ဖင်ကပ်ပဲကျန်တော့ရပေါ့နော်။သူကလည်းစပင်ရှင်မြန်စီပြီးတော့အနက်လေးတင်းတင်းလေးနဲ့တော်တော်လေးသုံးရအောင်ကောင်းပါရဲ့။ခီဒီပဲစားနေပြီးတော့ဝတီလုံးနေရတော့ခီဒီကအချင်းတစ်ခုရှိရပေါ့နော်။ဘာပဲလုံးလုံးအဲ့လိုတချင်းလေးဖွင့်ထားပြီးတော့မှလောက်တတ်တာပါ။အဲ့နဲ့ခီဒီပြီးနဲ့မှ TV ကနေပြီးတော့တချင်းဖွင့်ပြီးတော့လုပ်နေရပါ။ပြောရရင်တော့ဖေဖေမေမေတို့နဲ့တူထမင်းစားဖို့ပြင်ပါမယ်။ထမင်းခိုးတာကတော့ခီဒီရဲ့တာဝန်မို့လို့ခီဒီခိုးပါရဲ့ရှင်။အဲ့ဒီတော့ကတော့ခီတို့ကမနက်ပိုင်းမှာလည်းအပြင်နေတော့ထားအောင်မို့လို့အိမ်မချက်နိုင်တာနဲ့ရှိရလေးနဲ့ပဲစားဖြစ်ပါရဲ့။ခီတို့မိသားစုမှာလည်းအချင်းတစ်ခုရှိရပေါ့နော်။အဲ့ဒါကတော့နေ့လည်စားပဲစားစားညစားပဲစားစားမိသားစုစုံစုံလင်းလင်းရှိတော့မှအားလုံးဝိုင်းဖွဲ့ပြီးတော့စားကြတာပါ။လူတွေရေမမဟုတ်ဘူးခီတို့မွေထားတဲ့အဝိုးကိုလည်းခီတို့ထမင်းစားတဲ့အချိန်မှာသူ့ကိုတစ်ခါထပ်ပြီးတော့ကျွေးသေးရပေါ့နော်။ထမင်းစားပြီးတဲ့အခါမှာတော့ကျောင်းပိတ်ရက်လည်းဖြစ်တာနဲ့ခီစပွဲကောင်ကလည်းတော်တော်ပွားနေရောစပွဲခုံလေးရှင်းဖို့ပြင်လိုက်ပါရဲ့စပွဲခုံရှင်းပြီးသွားတဲ့အခါမှာတော့ခီကိုကျောင်းပြောင်းဖွင့်လို့ရှိရင်ဆရာမအစုံခံရအောင်အင်စာလုပ်ဖို့အရင်လုပ်ပါမယ် Steady Block လေးတောင်းဆွေသူလေးတွေ့ရမလို့ဒီဗီဒီယိုလေးမှာခီရတစ်ခါထည့်ပေးလိုက်တာပါကျောင်းသားဖို့တွေပြင်ဆင်တာတွေရောစားလုပ်တာတွေပါအပိုင်းအချိန်ကတော်တော်လေးကိုနှောက်ကျနေပါပြီ။ဒါပေမဲ့ခီတီမှာအတစ်ဆရာဗီဒီယိုလေးရှင်းနေရနဲ့အဲ့ဒီညမှာတော့ဆော့ဆော့အိတ်ပဲနဲ့ဗီဒီယိုလေးအတစ်ပြီးမှအိမ်မှာမဟုတ်လို့အားလုံးမိုက်ကိုနိုင်ပါရှင်။ဒီနေ့ကတော့ဒီလောက်ပါပဲနော်။ Bye bye